ရင်သွေးဆရာတော်ဖျားမြတ်စွာဘုရားသာသနာထွန်းရှည်ဖို့ကြိုးစားအားထုတ်ဖို့ရာဗုဒ္ဓရင်သွေးဆရာတော်အရှင်အဂါသာရအဘိဓမ္မတရာမဟာဝိဇ္ဇာပါဠိနဲ့ဗုဒ္ဓဘာသာဓမ္မထရယလင်္ကာဒီပါဓမ္မကတိကသည်အိုးဝါချီရွာမှာမွေးဖွားတန့်စင်ခဲ့ပါသည်ခမဲတော်ကြီးဦးတန်းရွှေမေတော်ကြီးတော်ချိုချိုတို့ကမွေးဖွားတန့်စင်ခဲ့ပါသည်သာသနာကျိုးသည်ပေါ်ဖို့ကျုံးလေးအောင်မြတ်တာဆရာတော်ဖျားထံတပြည့်ခံကရဟန်းပြုကသာသနာပြုနေပါသည်ဓမ္မစာပေပြတ်ပွားရေးကိုတည်ထောင်လို့သာဥက္ကဋ္ဌတာဝန်ယူ၍သာသနာပြုနေပါသည်တရားပွဲတွေဟောကြားဓမ္မသင်တန်းတွေသင်ကြားယဉ်ကျေးမှုသင်တန်းများသင်ကြားပြတာသာသနာပြုနေပြီဗုဒ္ဓရင်သွေးဆရာတော်ဖျားမြတ်စွာဘုရားသာသနာထွန်းရှည်ဖို့ကြိုးစားအားထုတ်ဖို့ရာဗုဒ္ဓရင်သွေးဆရာတော်အရှင်အဂါသာရအဘိဓမ္မတရာမဟာဝိဇ္ဇာပါဠိနဲ့ဗုဒ္ဓဘာသာဓမ္မထရယလင်္ကာဒီပါဓမ္မကတိကသည်အိုးဝါချီရွာမှာမွေးဖွားတန့်စင်ခဲ့ပါသည်ခမဲတော်ကြီးဦးတန်းရွှေမေတော်ကြီးတော်ချိုချိုတို့ကမွေးဖွားတန့်စင်ခဲ့ပါသည်သာသနာကျိုးသည်ပေါ်ဖို့ကျုံးလေးအောင်မြတ်တာဆရာတော်ဖျားထံတပြည့်ခံကရဟန်းပြုကသာသနာပြုနေပါသည်ဘုရားရင်သွေးဓမ္မစာပေပြတ်ပွားရေးကိုတည်ထောင်လို့သာဥက္ကဋ္ဌတာဝန်ယူ၍သာသနာပြုနေပါသည်တရားပွဲတွေဟောကြားဓမ္မသင်တန်းတွေသင်ကြားယဉ်ကျေးမှုသင်တန်းများသင်ကြားပြတာသာသနာပြုနေပြီဗုဒ္ဓရင်သွေးဆရာတော်ဖျားဗုဒ္ဓရင်သွေးဆရာတော်ဖျားဗုဒ္ဓရင်သွေးဆရာတော်ဖျားတတော်ရာကျော်ရှိပါစေအတည်းသာသနာနေလို့လာလို့ထုံးလင်းပါစေအတည်း